ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနဲ့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဒါနှစ်ခုခွဲလိုက်ဒီလိုပါဟုတ်နော် tangible non tangible ဒီလိုလဲသုံးတယ်ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုဆိုတော့ဘာတွေတော့ဒါကြောင်းနေပေါ့အခုကြောင်းနေပေါ့ဟုတ်တယ်မလားနော်ကြောင်းဥဒ္ဒတိုင်းနေပေါ့အရင်ခက်နဲ့တူသေးလားမတူတော့ဟိုတော့ကြောင်းနေပုံစံတစ်မျိုးတို့တော့ဒီအစာအုပ်တွေတာသနိကအစာအုပ်တွေဖះရုပ်ပွားတော်တွေပေါ့ဆင်းတုတော်တွေပေါ့ဟုတ်ဘူးလားအဲ့ဒါတွေအကုန်လုံးပေါ့နော်ဖះဝင်ကြောင်းဝင်ဆိုတော့လူတွေနဲ့ပုံစံချင်းမတူတော့ဒီလိုမျိုးတွေဖြစ်သွားခေတ်ဆက်နေရသူတိကျပုံစံမျိုးရှိအဲ့လိုပဲလူတွေမှာဆိုလူပတ်ဝန်းကျင်မှာသူတို့နေထိုင်တဲ့ပုံစံတွေရှိနော်ဝိပုံစားပုံတောက်ပုံနေပုံထိုင်ပုံအဲ့ဒါဒီအကုန်မတူအဲ့ဒီအကုန်လုံးယဉ်ကျေးမှုတွေမှာအကုန်ပါတယ်ဒါကြောင့်အချင်းချုပ်အားဖြင့်ပြောရင်ယဉ်ကျေးမှုဆိုတာရုပ်ပိုင်းစိတ်ပိုင်းနှမျိုးရှိအဲ့တော့ရုပ်ပိုင်းဆိုတဲ့လူတွေသုံးဆောင်နေတဲ့အသုံးဆောင်အစားအသောက်အနေထိုင်အဲ့ဒါတွေအကုန်လုံးပေါ့ဒါစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုကြတော့ခုနပြောပုံဆိုပုံတွေတွေးပုံကြံပုံတွေပညာသင်ယူအားထုတ်ပုံတွေပေါ့ကြင့်ကြံအားထုတ်မှုတွေပေါ့ဒါတွေအကုန်ပါမှာပေါ့ဟုတ်လားဗျာအဲ့ဒါယဉ်ကျေးမှုတွေပဲ။ဘာကြောင့်ဆရာတော်ဘုရားကြီးလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးဟောတာရှိတယ်နော်။ကဲဟုတ်ပြီ။ဆိုတော့အဲ့ယဉ်ကျေးမှုတွေအဲ့ဒါတွေကိုစာကြီးတိုက်တွေမှာစုဆောင်းထားတယ်။ဒါအဲ့ခေတ်ကစာကြီးတိုက်ဆိုတာဒီစာကြီးတိုက်ဆိုတာအခုဒီလိုစာကြီးတိုက်ဆိုဘာရှိလဲ။စာအုပ်ရှိတဲ့နေရာပေါ့။ဟုတ်ဘူးလား။စာအုပ်တွေထည့်တာစာကြီးတိုက်တွေမပြောဘူးလား။အရင်တော့ကတော့စာကြီးတိုက်ဆိုတာအဲ့လိုမျိုးပြောတာမဟုတ်ဘူး။စာကြီးတိုက်ဆိုတာယဉ်ကျေးမှုထောက်ထားတယ်အကုန်စုထားတဲ့နေရာအခုကျတော့ခွဲလိုက်တာ museum အသုံးဆောင်ပစ္စည်းတွေစုထားတာတဲ့နေရာကျတော့ museum နော်ပြတိုက်တွေဆိုပြီးဖြစ်သွားတယ်ဒီစာအုပ်စာတမ်းတွေလူစာအုပ်စာတမ်းတွေ digital ဘိုင်းတွေရောဘာတွေရောပေါ့အဲ့ဒါတွေကျတော့ library ဒီလိုဖြစ်သွားတယ်နော်အဲ့တော့တခါထူးခြားလေးနဲ့တဲ့ပုံကိုယ်တွေထူးခြားထင်ရှားတဲ့ပုံကိုယ်တွေအတွက်တည်တံ့လေးလာတဲ့နေရာကျတော့ monument အမှတ်တရပြတိုက်ထိမ့်မှတ်ပြတိုက်တွေဆိုပြီးတော့ဒီလိုမျိုးဖြစ်သွားတယ်အဲ့ဒါခွဲအဲ့ဒါအကုန်လုံးကစာကြည့်တိုက်အဲ့ဒါဒီအကုန်လုံးကစာကြည့်တိုက်စာကြည့်တိုက်အခန်းကဏ္ဍကြောင့်ထပ်ပြောမယ်နော်ဆိုတော့ဒါလေးတစ်ခေါက်ပြန်ဖတ်ပါအောင်ရွှေငွေစသောဖိုးတံဗန္ဒာများကိုစုဆောင်းထားတဲ့ကဲ့သို့လူယဉ်ကျေးမှုဆိုင်ရာပညာရက်တို့ကိုစာကြည့်တိုက်တွေ၌စုဆောင်းထားတယ်ထို့ကြောင့်စာကြည့်တိုက်တွေကိုပညာဗန္ဒိုက်လို့ခေါ်တယ်ဒီတော့အခုတစ်ခေါက်အိန္ဒိယဒီဝါကျွတ်တာနဲ့တရင်ကျွတ်လာပြကြ2ရက်ဆိုပြီးတော့အိန္ဒိယသွားမယ်သွားတဲ့အခါကျတော့နယူးဒေလီပြတိုက်ကဒီတော့သူတို့ပြအဲ့မှာနယူးဒေလီပြတိုက်မှာဟိုအကဘာဘရင်ရဲ့ခုံမနဲ့တစ်တားကိုလှုပ်တီးတဲ့ခုံမနဲ့ပြောပါတော့အဲ့ဒါတွေရောအကုန်သိမ့်တတ်တာနော်ဟိုသူတို့ခေတ်ကဘယ်နဲ့တီးခဲ့တယ်ဘယ်သုံးဆောင်သုံးခဲ့တယ်ဘာညာပေါ့ဗျအဲ့ဒါတွေကလည်းစာကြည့်လိုက်တယ်ပဲတို့တော့သူတို့ကျတော့ museum အနေနဲ့သွားတာဘုရားရှင်ရဲ့ညှယ်ရိုးတော်ရှိလို့ပြီးတော့သွားဖူးမယ်ဘာဥပါရီ